မွေးခါစားကန်ဂရူးလေးတွေဆိုတာလေတကြားလုံးပြောတလုံးစားလောက်တောင်မရှိဘူးတီလာအဲ့ဒီအချိန်ဆိုရင်တော့ကလေးလေးကအမွေးလဲလုံးဝမရှိသေးဘူးမျက်လုံးတောင်မပွင့်သေးဘူးဆိုပါတော့ဒါပေမဲ့အံ့ဩစရာကောင်းတာတစ်ခုကတော့မွေးပြီးမိနစ်ပိုင်းလေးတွင်းမှာတင်ဒီတေးသေးလေးကသူ့အမေရဲ့အိတ်ထဲကိုကို့အစွမ်းစနဲ့ကိုယ်တိုင်တွားဝင်ရတာနော်အဲ့လိုတေးသေးလေးအတွက်တော့ဒီခီးကတကယ်ကိုအသက်နဲ့ရင်းရတဲ့စိန်ခေါ်မှုကြီးတစ်ခုပေါ့အိတ်ထဲရောက်တာနဲ့သူကသူ့အမေရဲ့နိုတီးကိုတွားတွေ့ပြီးလို့ဆိုတော့တာပဲအဲ့ဒီကစပြီးနောက်လာပေါင်းအတော်ကြာအောင်အိတ်ထဲကပဲသူ့ရဲ့ကဘာတစ်ခုလုံးဖြစ်သွားတာပေါ့ဒီလုံခြုံတဲ့နေရာလေးထဲမှာပဲသူကဖြည်းဖြည်းချင်းအမွေးတွေပေါက်မျက်လုံးတွေပွင့်ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းတက်မာလာတယ်လေနောက်ဆုံးတော့သူကခေါင်းလေးထုတ်ပြီးအပြင်လောကကြီးကိုပထမဆုံးအကြိမ်မြင်ရဖို့အထိရဲရင်လာတော့တာပေါ့အိတ်ထဲကထွက်လာပြီးတော့တောင်ကန်ဂရူးလေးတချို့ကအန္တရာယ်ရှိတယ်လို့ခံစားရရင်အမေအိတ်ထဲပြန်ခုံဝင်တက်ကြသေးတယ်ဘာလို့လဲဆိုတော့အမေအိတ်ကသူတို့အတွက်အလုံးကြုံဆုံးနေရလို့ယုံကြည်ထားကြတာကိုဒါပေမဲ့အချိန်တွေကြာလာတဲ့အခါကျတော့တစ်ချိန်ကတကြားလုံးပြောတလုံးစာထက်တောင်သေးခဲ့တဲ့ဒီတတဝါလေးဟာကြွက်သားတွေနဲ့အားပြည့်ရှိတဲ့ကန်ဂူးကြီးတစ်ကောင်ဖြစ်လာတော့မှာပဲအဲ့ဒီအချိန်ရောက်လာရင်တော့သူ့ကိုကာကွယ်ဖို့အတွက်အိတ်ကိုမလိုအပ်တော့ဘူးပေါ့ကိုအားကိုပြီးလောကကြီးကိုရင်ဆိုင်ဖို့သူအသင့်ဖြနေပြီလေ